ဒီညတွေ့ဆိုင်နေထဲမှာကျွန်တော်တို့မြန်မာစူပလက်ပါတယ်ဗောနော်မြန်မာထိုင်းမြန်မာဖိုက်တာစူပလက်ပါတယ်ဗောနော်ကရင်ဖိုက်တာလေးစူပလက်နိုင်မယ်လို့ကျွန်တော်တရားရကလုံးမှတ်ထားတယ်စူပလက်နဲ့ကျွန်တော်တော့ပတ်ခုံနဲ့ကျွန်တော်ပြောမဆိုတက္ကနိကပိုင်းဆိုင်ရာဆိုရင်စူပလက်လုံးဝတာရထင်ပါတယ်တရားရကလုံးအင်းစားတော့စိတ်ပိုင်းဆိုင်ရာအကြောင်းဖြစ်တဲ့ခုဆိုနိုင်ပွဲတွေဆက်လာတယ်ခုဆိုစူပလက်နိုင်မယ်လို့ကျွန်တော်ကောင်းဝင်းထင်မှာတော့ဗောနော်ဂျာနဲ့နိုင်မယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့ဆိုနှစ်ယောက်သားလုံးကမကောင်းမှုကောင်းတယ်နှစ်ယောက်လုံးကကောင်းတယ်ဒါပေမဲ့ပြောတာတော့နှစ်ယောက်လုံးပြောတယ်မကွန်တိတ်တော့ဟိုဒီပတိတော့မရှိပေမဲ့စူပလက်တော့တက္ကသိုလ်ပိုင်းဆိုင်တရားကလုံးကျွန်တော်အထောက်ခံတဲ့စူပလက်နိုင်မယ်နောက်ပြီးစိုင်ရင်နဲ့ဟိုတွေကြာကျွန်တော်ကြောက်စုရိုက်ကျွန်တော်မြန်မာ respect ပေးတဲ့ကြောက်စုရိုက်နိုင်မယ်လို့ထင်တယ်ကြောက်စုရိုက်ဒီပွဲနိုင်မှာကျွန်တော်တို့ကပတ်မှန်းလို့ရမှာပေါ့နော်သူတို့ဝိတန်ကပတ်ဆိုတာစီတည်တယ်အေးကပတ်နိုင်မယ်လို့မှန်းတယ်ဘာဖြစ်လို့ဆိုတော့ဆိုင်ရတယ်ကြားလူတက်လူဖြစ်တယ်ဆိုတော့ကျွန်တော်အများကြီးမပြောဘူးဆိုင်ရတယ်ကြားလူဖြစ်တယ်ကြောက်စုရိုက်ရတယ်ပေါ့လက်တိပေါက်အားကောင်းတယ်ဒိတ်ဝင်ပြီးဒိတ်တီးမှာကြက်ကြမ်းပေါ့နော်ကျွန်တော်ကြောက်စုရိုက်မဲ့ဒီပွဲရှိရပေါ့နော်လုံးဝကောင်းတဲ့ပွဲစဉ်တွေပေါ့နော်နောက်တော့ဘယ်ပွဲကြိုက်သေးတယ်ဆိုရင်ကျွန်တော်တို့ PTT နဲ့စူရီယာကပေါ်တထော့နဲ့တပွဲစီတယ်ဒီပေါ်တထော့ဒီပွဲမှာစပွန်ဆာလုံးဝအကောင်ကြီးကိုရထားတာစပွန်ဆာဆိုထိုးကြီးထက်အောင်ရထားတယ်ဒါပေမဲ့ပေါ်တထော့ကိုကျွန်တော်ပေါ်တထော့ဘက်မရှိဘူးเนาะဒီဖက်ဘာလို့မရှိတာလဲဆိုရင်ကျွန်တော်ရိုးရိုးရှင်းရှင်းနဲ့ပြောမယ်ဆိုဂူလာဒန်ကလုံးဝရိုးကောင်းတယ်ဘယ်ဝိုင်းလက်တီပေါဝါအားလုံးဝပြင်းတဲ့ fighter ကိုကျွန်တော်ဂူလာဒန်ဘက်ရှိတယ်ဗောနော်လုံးဝကောင်းတယ်ပေါ်တထော့ကအရင်မာကုံရှိတဲ့ထဲမှာလည်းမပဘူးဗောနော်တမနစ်ဆိုလင်းလောက်မာတဲ့ထဲမှာလည်းမပဘူးဒါပေမဲ့ခေကိုကြောက်သွားဖို့တော့များတယ်ဗောနော်ဒီပွဲမှာသူဘာဖြစ်ဆိုဒီကောင်ရှောင်းချားကြီးမရှိတဲ့အတွက်ကျွန်တော်ပဒီဖက်မရှိသူ့ဘက်သူစမွန်စာဘလောက်ပဲပေးဗောနော်နောက်ပြီးကျွန်တော်တို့တာဝါချိုင်းတကယ်ကောင်းရင်ပွဲတာဝါချိုင်းကိုကျွန်တော်တဲ့ကန်တော့ဘက်ရှိတယ်ဘာဖြစ်ဆိုတော့တာဝါချိုင်းကအင်စားထက်ပေါင်းစနစ်ကိုကောင်းထားတော့ကောင်းလာပြီဗောအင်စားတော့နောက်နဲ့ခေကိုကြခဲ့ကသူပေါင်းစနစ်သူပြန်ကျင့်တဲ့သူ့ရဲ့လေ့ကျင့်မှုပြန် train နေမှာကုန် train နေဆိုရင်ကျွန်တော်တာဝါချိုင်းဖက်လုံးဝအပြည့်ရှိရပေါ့နော်ဒါဒီနေ့ကျွန်တော်ကြိုက်တဲ့ပွဲစဉ်ပေါ့နော်နိုင်ကြီးများတဲ့ပွဲစဉ်ကိုကျွန်တော်ပြောသားရင်းဖြစ်ပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါကျွန်တော်မောင်ဦးလေးပါ